ပါလာစကားတစ်ခုကိုလေးလာတဲ့အချိန်မှာပါလို့တကယ်တိုးတက်တယ်လို့မခံစားနေရတာလေနော်ဒီဗီဒီယိုမှာကျွန်တော်တေချာလေးပြောပြပေးမယ်နားထောင်ကြည့်ပါနော်တော်တော်များများကကိုပေါ့နော်အိုထိုက်ပါလာစကားပဲဖြစ်ဖြစ်တခြားပါလာစကားပဲဖြစ်ဖြစ်ပေါ့နော်ကိုလေးလာနေတာက3လ4လလောက်ရှိပြီလို့တော့ခံစားရတယ်ဘာလို့တိုးတက်တယ်လို့မခံစားနေရတာလဲဆိုတာကိုဖြစ်ဖူးမယ်လို့ထင်ကြပါတယ်ဟုတ်ပြီနော်အဲ့တော့တော်တော်များများကပါပဲလောက်ကြလဲဆိုတော့ပါလာစကားလေးလာတဲ့အချိန်မှာတရက်လာလဲထိုက်ပါလာစကားကိုဘယ်လိုလေးလာရမှာလဲနော်တရက်လာလဲစာရင်လေးလာမလားစကားရင်လေးလာမလားဒါမှမဟုတ်သူများရဲ့ဗီဒီယိုတွေကိုကြည့်ကြတယ်ပေါ့နော်6လအတွင်းထိုက်ပါလာစကားကိုဘယ်လိုလေးလာခဲ့တာလဲတစ်နှစ်အတွင်းထိုက်ပါလာစကားကိုဘယ်လိုလေးလာခဲ့ရလဲဒါမှမဟုတ်ပါလာစကား3-4မျိုးကိုတစ်နှစ်အတွင်းဘယ်လိုလေးလာခဲ့တာလဲအဲ့ဒီဗီဒီယိုတွေကိုပဲကြည့်ကြတယ်ပေါ့နော်ကြည့်တဲ့အချိန်မှာပါဖြစ်လဲပျော်တယ်ဟုတ်လားပါကြောင့်လဲကျွန်တော်တို့အဲ့လိုမျိုးကြည့်လိုက်တဲ့အချိန်ကျရင်သူတောင်လုံနိုင်တာပဲအဲ့လဲလုံနိုင်မှာပါဆိုတဲ့ feeling မျိုးရှိကြတယ်ပေါ့နော်ပြီးရင်ဘယ်လောက်ပဲခံလဲတစ်ပတ်နှစ်ပတ်ပြီးရင်အဲ့ဒီ feeling ကပြန်ပျောက်သွားတယ်စာလုံးချင်စိတ်ပြန်ပြီးတော့ပျောက်သွားတယ်ပေါ့နော်အဲ့ဒီညမှာကိုမေးရမယ့်မေးခွန်းကကျွန်တော်တို့ထိုက်ပါလာစကားပါလို့မတိုးတက်လဲမတိုးတက်ရတဲ့အကြောင်းရင်းကလေ့လာရမယ့်နီလန်းကိုတကယ်ပဲမသိတာလားဒါမှမဟုတ်တကယ်ကိုအချိန်ပေးပြီးတော့မလေ့လာတာလားပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရတော်တော်များများကဒုတိယတစ်ခုဟုတ်ပြီနော်အားလုံးလဲကိုမေးပါထိုက်ပါလာစကားဘယ်လိုလေ့လာမလဲသိပြီလားဆိုရင်အားလုံးနီးပါးကသိပြီဟုတ်ပြီနော်အခုမှစပြီးတော့လေ့လာတဲ့လူကလွဲပြီးတော့ဟုတ်ပြီနော်တော်တော်များများကသိပြီဘယ်လိုလေ့လာမှလဲဆိုတာကိုလည်းသိတယ်တချို့ကလည်းပါပင်ပါလေ့လာမှလဲဆိုတာကိုလည်းသိပြီးသွားပြီးပြီဟုတ်ပြီနော်စိတ်များစရာမလိုဘူးတချို့ကစာရင်လေ့လာမယ်ဆိုရင်လည်းကိုဆုံးဖြတ်ပြီးသွားပြီတချို့လည်းစကားရင်လေ့လာမယ်ဆိုတာကိုဆုံးဖြတ်ပြီးသွားပြီတချို့လည်းနှစ်ခုစလုံးတွဲပြီးတော့လေ့လာမယ်ဆိုတာလည်းကိုဆုံးဖြတ်ပြီးသွားပြီဟုတ်လားစကလုံးလေးတွေဘယ်လိုကြက်မှလဲဆိုတာလည်းသိပြီ grammar လေးတွေဘယ်မှာလေ့လာမလဲဆိုတာလည်းသိပြီအဲ့တော့ပြဿနာကပါပင်ပါလေ့လာမှလည်းဘယ်လိုလေ့လာမလဲဆိုတာကိုမသိတာမဟုတ်ဘူးเนาะတော်တော်များများကကိုလိန်နေကြတာပေါ့နော်မသိတာမဟုတ်ဘူးအဲ့တော့အဲ့ဟာကိုမလုပ်ရမယ့်အရာကိုလုပ်ပြီးတော့တကယ်လုပ်ရမယ့်အရာကိုကျွန်တော်တို့ကမလုပ်တာတကယ်လုပ်ရမယ့်အရာကပါလေအဲ့ဒီဟာတွေကိုကြည့်တာရက်ပြီးတော့တကယ်လုပ်ရမယ့်အရာကတရက်ကို1နာရီဆိုရင်1နာရီ2နာရီဆိုရင်2နာရီတကယ်စာလုပ်ရမယ့်နေရာမှာထိုင်ပြီးတော့တကယ်စာလုပ်တာတကယ်စာလုပ်တာဆိုတာကဘယ်လိုလဲဥပမာတရက်ကိုစကလုံး30ကြက်မယ်ဆိုရင်တကယ်ရအောင်ကြက်နိုင်လားเนาะကျွန်တော်တို့ဒီ grammar patterns တစ်ခုကိုလေ့လာမယ်ဆိုရင်တကယ်ရအောင်လေ့လာပြီးတော့တကယ်ချက်ချင်းအသုံးပြုနိုင်တဲ့အထိကိုကျွန်တော်တို့လေ့လာလားเนาะ listening skill လေ့ကျင့်မယ်ဆိုရင်ထိုင်းလို့ပြောတဲ့ဟာကိုနိုင်ဝဲဆိုရင်နိုင်ဝဲတကယ်ထိုင်ပြီးတော့လေ့ကျင့်နိုင်လားเนาะဒီ speaking လေ့ကျင့်မယ်ဆိုရင်လည်းကိုကထိုင်းနေနဲ့တကယ်ပြောနိုင်လားဒါမှမဟုတ် AI နဲ့လေ့ကျင့်မယ်ဆိုရင် AI နဲ့တကယ်လက်တွေ့အသုံးပြုနိုင်လားเนาะဒါကပြဿနာတော်တော်များများကဒီဟာကိုမလုပ်နိုင်ဘူးပါလို့လေဒီဟာကိုကျွန်တော်တို့ကလှုပ်တဲ့အချိန်ကျရင်ချက်ချင်းအောင်မြင်မှုကိုမတွေ့ရဘူးဟုတ်တယ်မလားပြင်းဖို့ကောင်းတယ်စိတ်သက်ကြဖို့ကောင်းတယ်သူများမတွေ့တဲ့အချိန်မှာကိုကလှုပ်ရတာလေအောင်မြင်မှုဆိုတာကနောက်ွယ်မှာဖြစ်တဲ့အရာဟုတ်တယ်မလားကျွန်တော်တို့ဘယ်သူမှမတွေ့တဲ့အချိန်သူများအနားယူတဲ့အချိန်သူများအိတ်တဲ့အချိန်မှာအများကြီးအချိန်ပေးပြီးတော့လှုပ်မှပဲကျွန်တော်တို့တိုးတက်တာအဲ့ကျွန်တော်တို့တော်တော်များများကအဲ့ဟာကိုမလှုပ်နိုင်ဘူးပါလို့လဲဆိုတော့ချက်ချင်းအောင်မြင်မှုကိုမတွေ့ရဘူးတိုးတက်မှုကိုချက်ချင်းမတွေ့ရဘူးဒါပေမဲ့ကျွန်တော်ကိုယုံပါအဲ့လိုမျိုးသာလှုပ်ကြည့်3လ6လမတိုးတက်ဘူးဆိုရင်ကျွန်တော်ကိုကြိုက်တာလားပြောလို့ရတယ်ဟုတ်ပြီနော်တော်တော်များများက3လလောက်စာလေးလာပြီးမတိုးတက်ဘူးဒါပေမဲ့တကယ်မေးကြည့်တဲ့အချိန်မှာအဲ့ဒီ3လမှာကိုလေ့လာရမယ့်အစဉ်လိုက်ကိုတကယ်ထိုင်ပြီးတော့နေ့တိုင်းလေ့လာလားမလေ့လာဘူးလေ့လာတယ်ဆိုတာကတွေ့တဲ့ဗီဒီယိုကိုကြည့်လိုက်တယ်သူများထိုက်စာဘယ်လိုလေ့လာတယ်ဆိုတဲ့ဗီဒီယိုကိုကြည့်လိုက်တယ်နီလန်းပေါင်းစုံကိုကြည့်တယ်ပြီးရင်ကိုတကယ်လေ့လာမယ့်နီလန်းကိုပျောက်သွားတယ်ပါလို့လို့ပါကိုင်မှမသိပြီးရင်ကိုစိတ်လီနေတယ်စိတ်ညစ်တယ်ပြီးရင်လေ့လာတယ်တိုးတက်တယ်လို့မခံစားရဘူးဆိုတဲ့စကားကိုပြောကြတယ်ပေါ့နော်အမှန်ကမဟုတ်ဘူးကျွန်တော်တို့နောက်ဆုံးအစိုးရဆုံးနီလန်းမှာပြီးတော့လေ့လာတယ်ဆိုရင်တော့မှတရက်ကို2နာရီလေ့လာတဲ့လူက6လပြီးတဲ့အချိန်မှာမတိုးတက်ဘူးဆိုရင်ကြိုက်တာလားပြောလို့ရတယ်တာတော့မှနီလန်းမှားတာကိုပြောတာနော်နီလန်းမမှန်နဲ့လေ့လာမယ်ဆိုရင်မတိုးတက်စရာအကြောင်းမရှိဘူးအားလုံးလည်းဘယ်လိုလေ့လာမလဲဆိုတဲ့နီလန်းသိပြီးလို့ကျွန်တော်ယုံကြည်ပါတယ်นะครับအဲ့တော့ဒီနေ့ကနေစပြီးတော့ကိုကဘယ်လိုလေ့လာမှမသိဘူးဆိုရင်တော့တေချာလေးနီလန်းရှာပါရှာပြီးရက်လိုက်လို့ရပြီဒါပေမဲ့ကိုကအရင်တော့နီလန်းရှာခဲ့ဖူးပြီးကိုပါလောက်ရမှလည်းသိပြီဆိုရင်တော့ဒီဗီဒီယိုတွေကိုဒီနေ့ကနေစပြီးတော့ကြည့်တာကိုရက်ပြီးတော့ကိုလှုပ်ရမယ့်အရာကိုလှုပ်ပါဟုတ်ပြီနော်အဲ့ဒီဗီဒီယိုတွေကိုကြည့်တာက motivation ကိုပေးတယ်ဆိုပေမဲ့တကယ်တိုးတက်မှုကိုဘယ်တော့မှပေးမှာမဟုတ်ဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဗီဒီယိုတွေကိုတနားကြည့်ရမယ့်အစားကျွန်တော်တို့ကလှုပ်ရမယ့်ဟာကိုလှုပ်ပါစကလုံးကြက်မဲ့ရက်ဆိုရင်စကလုံးကြက်ပါ listening ကြည့်မဲ့ရက်ဆိုရင် listening ကြည့်ပါ grammar ကြည့်မဲ့ရက်ဆိုရင် grammar ကြည့်စကားပြောတာလေ့ကျင့်မဲ့ရက်ဆိုရင်လေ့ကျင့်ပါတေချာတဲ့အချိန်ပေးရမယ်ဒါပေမဲ့အချိန်ပေးတာများလာရင်ကျွန်တော်တို့သိတာတဲ့တိုးတက်မှုတစ်ခုကိုကောင်းလေးတွေ့ရမယ်လို့ကျွန်တော်အာမခံပါတယ်အဲ့
အဲ့တော့ဘယ်လိုလို့သိနိုင်မှာလဲကျွန်တော်တို့ဥပမာအဖြစ်ထိုက်စာဘယ်လိုလေ့လာမှလဲဆိုတဲ့ဗီဒီယိုကိုတွေ့ပြီဆိုရင်အဲ့ဒီဟာကိုမကြည့်ခင်ကိုမေးပါငါအခုတရက်ကိုတနား2နာရီလေ့လာတာ3လ6လရှိပြီလားအကယ်၍အဲ့လိုမျိုးရှိလို့မတိုးတက်သေးဘူးလားမတိုးတက်ဘူးဆိုရင်တော့ရတယ်နီလန်ပြောင်းချင်ပြောင်းလို့ရတယ်ဒါမှမဟုတ်အဖြေကတော်တော်များများကဒုတိယအဖြေဖြစ်ပါလိမ့်မယ်တရက်ကိုတနာရီခွဲနေ့တိုင်းလေ့လာတာတလရှိမယ်ဒါပေမဲ့2လ3လ4လ5လရှိချင်မှရှိအောင်ပါအဲ့ဒီဟာကိုမရှိသေးဘူးဆိုရင်တော့ဒီဟာကိုအရင်ရအောင်လုပ်ပါဒါမှပဲကျွန်တော်တို့တိုးတက်မှာမဟုတ်ဘူးဆိုရင်အဲ့ဟာနဲ့တင်ဟိုဆရာတယောက်နီလန်တစ်မျိုးပြောဒီဆရာကနီလန်တစ်မျိုးအကုန်လုံးမှန်တယ်မားတာမဟုတ်ဘူးဒါပေမဲ့ကောင်းကြိုက်ပြီးတော့ရှုပ်သွားပြီးတော့အရှိမရောက်ဘဲနဲ့ဖြစ်သွားပါလိမ့်မယ်ဟုတ်ပြီနော်ပါရစကားကပျော်နေဖို့လို့တဲ့ကိုလေ့လာရမယ့်နီလန်ကိုပျော်နဲ့ပုံမှန်လေးစက်တက်လေ့လာသွားဖို့လို့တဲ့ဒါမှထိရောက်မှုတစ်ခုကိုတွေ့ရမှာပါဟုတ်ပြီနော်အဲ့ဒီဗီဒီယိုကအနေနဲ့အများအသွေးလေးတစ်ခုရသွားမယ်လို့ထင်ပါတယ်นะครับကိုလေ့လာနေတဲ့လူတွေဆက်ပြီးတော့စူးစမ်းပါเนาะနီလန်းရှာပြီးပြီဆိုရင်ဒီနီလန်းအတိုင်းသွားပါတင်တန်းတက်နေတဲ့လူတွေဆိုရင်တော့ဘာမှကိုစဉ်းစားစရာမလိုဘူးเนาะကျွန်တော်စီမှာပဲတက်တခြားဆရာစီမှာပဲတက်တင်တန်းမှာကကြတော့ကျွန်တော်တို့အကုန်လုံးစီစဉ်ထားပေးပြီးသားဘာမှမလုပ်နဲ့เนาะကျွန်တော်တင်တန်းသားတွေဆိုရင်အများအားပြောတယ်ပဲ့ချိန်မှာထိုက်စာစကားတက်မှလဲဆိုတာကိုကျွန်တော်တို့စဉ်းစားမဲ့တာဝန်မဟုတ်ဘူးကိုယ့်ရဲ့တာဝန်ကတရက်စာတရက်ကိုသာပြီးအောင်သာလုပ်ပါဥပမာအဖြစ်သင်ခန်းစာအပုတ်နဲ့ရပြီးရင်ထိုက်စကားကောင်းကောင်းလေးပြောတတ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့တာဝန်ကပဲ့ချိန်မှာထိုက်စကားတက်အောင်လုပ်ရမှာလေလို့စဉ်းစားမှမဟုတ်ဘူးတရက်ကိုတပုံလုံးနဲ့ရက်200ပြီးတဲ့အချိန်မှာဗီဒီယိုပေါင်းအပုတ်200ပြီးပြီဆိုရင်ထိုက်စကားပြောတတ်သွားမယ်ဟုတ်ပြီနော်ဒါကတင်ချာ equation လိုမျိုးပဲဟုတ်တယ်မလားအရန်ကိုမှရိုးရှင်းပါတယ်အဲ့တော့ဒီနေ့ကနေစပြီးတော့သူများနဲ့နိုင်မရှင်နဲ့ပယ်ချင်မှတတ်မှလဲဆိုတာကိုလည်းတစ်ခါတည်းမစင်စားနဲ့ဟုတ်ပြီနော်လောက်ရမယ့်အရာကိုပဲနေ့တိုင်းစူးစမ်းပြီးတော့လုပ်ပါစကလုံးတွေပြန်ကြက်ပါပြန်နှွေးပါရအောင်လေ့ကျင့်ပါဒါဆိုရင်တိုးတက်လာမယ်လို့အာမခံပါတယ်ဟုတ်ပြီနော်အကယ်၍ကျွန်တော်တို့စင်မှာတင်တန်းတက်ချင်တယ်ဆိုရင်လည်းရပါတယ်ကျွန်တော်တို့ဒီလကုံပေါ့နော်8လပိုင်း3ရက်နေ့ဆိုရင်ထိုက်စကားလုံးဝအခြေခံ level 1ပြန်စမှာဖြစ်ပါတယ်တင်တန်းကာလကတလတိတိကြမယ်အဲ့တော့ကိုကဒီတလအတွင်းမှာပါမစဉ်းစားစရာမလိုပဲနဲ့တိုးတက်မှုတစ်ခုကိုထိရောက်မှုတစ်ခုကိုရောက်အောင်လုပ်ချင်တယ်စာအောင်စကားနှစ်ခုစလုံးတွဲပြီးတော့လေ့လာချင်တယ်နီလန်းတွေလည်းကျွန်တော်တို့ပါမစဉ်းစားစရာမလိုဘူးကျွန်တော်တို့ပြတဲ့အတိုင်းပဲတဆင့်ချင်းစီလုပ်အောင်ပဲဟုတ်ပြီနော်သင်ခန်းစာတွေလည်းကျွန်တော်တို့တရက်ကိုတပုတ်နှုန်းနဲ့ Facebook နဲ့ Telegram မှာတင်ပေးမယ်အဲ့တော့ကိုယ့်ရဲ့တာဝန်ကတရက်ကိုတပုတ်နှုန်းပြီးအောင်လုပ်မယ်အိမ်စာပို့မယ်မရှင်းတာနားမလဲတဲ့ရှင်အမြဲတမ်းအာမနာတမ်းမေးမယ်နှစ်ပတ်တစ်ခါ Zoom လုပ်ပေးတဲ့ချိန်ကျရင် join ပြီးတော့တည်ချင်တဲ့မိခွန်းတွေကိုကျွန်တော်ကိုတိုက်ရိုက်မေးလို့ရတယ် PDF file နဲ့ပေးမှဖြစ်တဲ့အတွက်လေးလာရတာလည်းအဆင်ပြေမယ်လို့ကျွန်တော်တို့အာမခံတယ်တလပြီးတဲ့ချိန်မှာတိုးတက်မှုတစ်ခုကိုမတွေ့ရဘူးဆိုရင်ကျွန်တော်တို့ဘက်က100ရာခိုင်နှုန်းငွေလည်းပြန်အပ်ပေးမှဖြစ်ပါတယ်ဒီအာမခံချက်လည်းရှိပါတယ်นะครับဒီအတန်းလေးကဖွင့်လာတာ49ကြိမ်မြောက်လည်းရောက်လာခဲ့ပါပြီ review လေးတွေလည်းအမြဲတမ်းမေးလေးရှိပါတယ်เนาะတစ်ချက်လောက်ဖတ်ကြည့်လို့ရပါတယ်တင်တန်းကြေးကတော့ပတ်900ပါပဲเนาะဒီ level 1အတွက်တလတိုးတက်မှုတစ်ခုကိုရောက်အောင်တင်တန်းအမယ်နော်တင်တန်းကြေးကတော့ပတ်900ပါပဲเนาะကျွန်တော်တို့ဒီတလပြီးတဲ့အချိန်မှာတိုးတက်မှုတစ်ခုကိုတီတတာတွေ့ရပါလိမ့်မယ်ပြီး level 2 set သွားလို့ရတယ်3လပြီး level 3 set သွားလို့ရတယ်3ကနေ4လပြီးစာအောင်စကားအများကြီးတိုးတက်သွားမယ်လို့ကျွန်တော်တို့အာမခံပါတယ်นะครับအဲ့တော့ဒီနေ့အတွက်ဒီလောက်ပါပဲတင်တန်းတက်ချင်တဲ့လူတွေ page messenger ကိုဆက်သွယ်သွားပေးပါ admin team ကနေဖြေချပေးပါလိမ့်မယ်ကိုလေးလာနေတဲ့လူတွေလည်းတင်တန်းမတက်နိုင်သေးတဲ့လူတွေလည်းဘာမှမဖြစ်ဘူးစိတ်အားမငယ်နဲ့ကိုနိုင်တလောက်လေးဆက်ပြီးတော့စူးစမ်းသွားပါဒီကကိုရွေးထားတဲ့နေလအတိုင်းချိန်ုံကြည်ဆက်သွားပါအချိန်အများကြီးပေးပါဒါမှကျွန်တော်တို့ထိရောက်မှုတစ်ခုကိုတွေ့ရပါလိမ့်မယ်ဟုတ်ပြီနော်ဆက်သွားပါနော်ပါလာစကားကရေရှည်လေးလာရမယ့်အရာဖြစ်တဲ့အတွက်အရန်ကြီးလောလို့မရဘူးကိုယုံကြည်ပါကိုတင်တန်းတက်နေတယ်ဆိုရင်လည်းပဲဆရာမှာပဲတက်ကွဲဆရာကိုယုံကြည်ပါပြီးတဲ့အထိသွားပေးပါဟုတ်ပြီနော်ဒီနေ့အတွက်ဒီလောက်ပါပဲဖုန် James စတင်นะครับ